ဒီခန္ဓာကိုယ်ကြီးနဲ့ပတ်သက်ပြီးတော့စဉ်းစားကြည့်တယ်တဲ့ခန္ဓာကိုယ်ကြီးကိုသူဝေဖန်ကြည့်တယ်သုံးသပ်ကြည့်တယ်အဲ့ဒါလိုသုံးသပ်ကြည့်တယ်ဝေဖန်ကြည့်လိုက်တယ်ဆိုတော့လည်းပဲအဖြေကဘာထွက်လဲဆိုတော့တန်ဖိုးမရှိဘူးဆိုတဲ့အဖြေပဲထွက်တယ်တဲ့ဘာဖြစ်လို့တန်ဖိုးမရှိဘူးဆိုတဲ့အဖြေထွက်လဲဆိုတော့အကြောင်းပြချက်ကတော့ခိုင်ခိုင်လုံလုံကိုပြထားတယ်သူကဘဟုရောဂနံတာရဒနာဘဝေနနေတရတ္တဣမတာခန္ဓတ္တသီလနာမတာရောဘဟုရောဂနံမြားပြားလှစွာသောယောဂဝေဒနာတို့ဖြင့်တာရဏဘဝေနအမြဲတမ်းဆက်ဆံနေသည်ဖြစ်ကြောင်းနေတရတ္တတကယ်တန်ဖိုးမရှိသောဣမတာခန္ဓတ္တဤခန္ဓာကိုယ်ဤတာရောနာမအနှစ်သာရမြည်တွေကသီလံသီလတရားပါပေတည်းဒီခန္ဓာကိုယ်ကြီးကိုသူကတန်ဖိုးမရှိဘူးလို့ပြောတာအကြောင်းပဲပြောတာမဟုတ်ဘဟုရောဂနံတာရဏဘဝေနမြောက်များလှစွာသောယောဂဝေဒနာတို့ဖြင့်နှိပ်စက်ခြင်းကိုခံရတဲ့အတွက်ကြောင့်လို့သူကအကြောင်းပြတယ်။ဒါကဓမ္မတို့ဦးရှင်တို့ငါဆိုပြီးတော့အတ္တဆိုပြီးတော့ဆွဲလန်းထားတဲ့ဒီခန္ဓာကိုယ်ကြီးဟုတ်လားဘာတုံးလို့ဝေဖန်ကြည့်လိုက်တော့ယောဂတုံးကြီးပဲမသက်သာတဲ့သဘောတွေရှုနေတာပါပဲကြီးတာနဲ့သေးတာတော့ကွာမှာပေါ့ဗျာစေယုံစေကံသွားရမှစီစားရမှစီထိုးရမှငါခန္ဓာကိုယ်ကြီးကိုယောဂကနှိပ်စက်နေတယ်လို့အဲ့ဒါလို့ထင်ရင်တော့ဒါပြည့်စုံတယ်လို့မဆိုနိုင်ဘူးကြီးမားတဲ့ဉာဏ်လို့လည်းပဲမဆိုနိုင်ဘူးအမှန်ကတော့ဒီခန္ဓာကိုယ်ကြီးမှာမသက်သာတဲ့သဘောယောဂသဘောဆိုတာကတော့အချိန်နဲ့အမျှရှိနေတယ်နကုလပိတာတက္ကကြီးကိုမြတ်စွာဘုရားဟောထားတာရှိတယ်လေမုဟုတ်တံပိအာရောချံတခဏမြတ်ကျမ်းမာပါတယ်လို့ဝန်ခံခဲ့မယ်ဆိုလို့ရှိရင်ကိမေညတရပါလားအဲ့ဒါမိုက်မဲလို့ပဲတဲ့ကိုတခဏလေးနေကောင်းပါတယ်လို့ပြောခဲ့ရင်အဲ့ဒါဘာလဲတော့ခန္ဓာရဲ့အကြောင်းကိုတကယ်မသိလို့ပဲ